2026 ခုနှစ်ဇန်နဝါရီလ17ရက်တရင်္ဂနွေနေ့သခင်ဗျာနေ့အတူတကွကောင်းကြီးမင်္ဂလာခန်းစားပြီးတော့အခုမနေ့17နိုင်တိုင်အောင်ရောက်ရှိလာခဲ့ပြီလို့ယုံကြည်မျှော်လင့်ပါတယ်အခုစီစဉ်ကတော့သခင်ဗျာနေ့တိုင်းမှာထုတ်လွှင့်နေတဲ့ My Blessed Sunday Sermon ဖြစ်ပါတယ်သခင်ဗျာနေ့ဖြစ်တဲ့နေ့ညီမိနွေတဆိုင်တဲ့ Conservative Evangelical Mission Minded Church တွေမှာလူကိုယ်တိုင်ကိုကြပါအောင်တယောက်ချင်းအကောင်းဆုံးအရာဖြစ်တယ်လို့ဖော်ညွှန်းခြင်းသူမဖြစ်မနေသွားရောက်ဖို့အတွက်ရှေးစွာတိုက်တွန်းနှိုးဆော်လိုပါတယ်ဒီကနေ့မှာတော့ယောမရစာခန်းကြီး1အပိုင်ငယ်1ကနေအပိုင်ငယ်7ပါခြေပြုပြီးတော့ယုံကြည်ခြင်းအပြင်ခေါင်းစဉ်တက်ပြီးတော့ကျွန်တော်တို့ကစဉ်းစားစီရင်လို့သင်ဖို့အတွက်အသက်တာတည်တည်ကိုပြင်ဆင်စေချင်ပါတယ်ရှေးစွာကျွန်တော်ခြေပြုမဲ့ကြားစာများကိုတို့ကကြားနာစီရင်လို့သင်ဖို့အတွက်ဖိတ်ခေါ်လိုပါတယ်တမောင်းနေပြီးတော့နှစ်ချက်ရွေးချယ်ထားပါတယ်ပထမချက်ကတော့ကပောက်ကျန်ခန်းကြီး15အပိုင်ငယ်6ဖြစ်ပါတယ်အာပြန်သည်ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ဒုတိယတစ်ပိုက်ကတော့ဟဘကုတ်အနာဂရိကျန်ခန်းကြီး2အပိုင်ငယ်4ကိုဖတ်တော်မှာဖြစ်ပါတယ်စိတ်မြင့်သောသူသည်သဘောမဖြောင့်ဖြောင့်မတ်သောသူမူကားမိမိယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည်ကျန်တဲ့ချက်တွေတော့ဓမ္မတိကတော့ရွေးချယ်ထားပါတယ်ယောမရစာခန်းကြီး4အပိုင်ငယ်3ခုနကပောက်ချန်ခန်း15အပိုင်ငယ်6နဲ့အတူတူပဲဖြစ်ပါတယ်ကျမ်းစာ၌အဘယ်သို့လာသနည်းအာဗြဟံသည်ဖျားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ကောင်းနီသူဝရစာပရမစာဆောင်အခန်းကြီး1အပိုင်ငယ်18တစ်ချက်အပိုင်ငယ်24တစ်ချက်ကိုဖတ်ပြချင်ပါတယ်1 18အကြောင်းမူကားဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌လဝါကတိုင်တော်တရားသည်မိုက်သောတရားဖြစ်၏ကဲတင်ခြင်းသို့ရောက်သောငါတို့၌ထိုတရားသည်ဖျားသခင်၏တကိုးတော်ဖြစ်၏အပိုင်ငယ်24သို့တော်လည်းယူဒလူဖြစ်စေဟေလသသူဖြစ်စေခေါ်တော်မူသောသူတို့၌ဘုရားသခင်တကိုးတော်နှင့်ဘုရားသခင်ပညာတော်သည်ဟုသောခရစ်တော်၏တရားဖြစ်၏ဂလာတိတော်စာအခန်းကြီး3အပိုင်ငယ်7တပံသောဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်လိမ့်မည်သောတော်လုံးနေဩရစာပရမစာသောအခန်းကြီး1အပိုင်ငယ်9အပိုင်ငယ်10ကိုဖတ်ပြကြပါမယ်1တို့ဖြစ်၍မာကေဒေါနိပြည်အခါပြည်၌ယုံကြည်သောသူအပေါင်းတို့အားသင်တို့သည်ပုံသက်သေပေးသောသူဖြစ်ကြ၏အဘယ်သို့နည်းဟုမူကားသင်တို့ထံကသခင်ဖျား၏နှုတ်ကပတ်တရားတော်အသံသည်မာကေဒေါနိပြည်အခါပြည်၌ကြော်စောတည်တာမကဘုရားသခင်ကိုသူတို့ယုံကြည်ခြင်း၏သင်းသည်အရာရာတို့၌နှံပြလေ၏နောက်ဆုံးပိုက်ကတော့တိမောသေဩရစာဒုတိယစာဆောင်အခန်းကြီး1အပိုင်ငယ်7ဖြစ်ပါတယ်1:12ထိုကြောင့်ဤဆင်းရဲဒုက္ခကိုငါခံရ၏သို့တော်လည်းရှက်ကြောက်ခြင်းမရှိအဘယ်သူကိုငါယုံကြည်သည်ဟုငါသိ၏သူ၌ငါအပိသောအရာကိုလည်းထိုနေ့ရက်တိုင်အောင်စောင့်နေတော်မူသည်ဟုငါသဘောချ၏ဘာကြောင့်နှုတ်ကတော်များဟာအသက်ရှင်တော်မူသောဘုရားခင်စကားတော်များဖြစ်တဲ့အတိုင်းကျမ်းတော်လူကြောင့်တည်းမှာဘုရားခင်သည်အသက်တစ်ဖက်ပြလဲကောင်းချီးပေးပါစေသောအာမင်အချိန်တိုင်းနဲ့နှုတ်ကတော်အတွက်ဆုတောင်းပြီးအနံ့ကြပါစို့မြတ်တော်ရရှင်ဖဖျားတော်ရမြတ်သခင်ယေရှုဖျားရဲ့တည်ခြင်းကိုရှင်းပြထားပါရတဲ့သခင်ဖျားနေ့ခရစ်တော်ဖျားကိုမိမိကယ်တပိုင်းရှင်းပြတဲ့ယုံကြည်သောသူများသခင်ဖျားနဲ့တူထမြောက်တဲ့နေ့မှာနှုတ်ကတရားစကားကိုကြားနာစဉ်နှုတ်သွင်းပြီးတော့ကြီးမြတ်တဲ့ကိုရောကိုပြည့်ဝကိုယ်ကိုယ်တဲ့ခွင့်ကိုပြည့်စုံပြီးသောကြောင့်နာမတော်ချီးမြှောက်ပြီးကိုယ်ကိုယ်ဝပြုကြပါရစေကြီးမြတ်တဲ့ကိုရောနာမတော်မြတ်သည်ကဘာဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေသောအထံတော်တွင်ချိကလက်ချင်းသူမိနွာပါလာတဲ့
သူစေပြင်နာဆောင်များအတွက်ရှိတယ်လို့ခနဲ့ချင်နာပင်လင်တော်ရမြတ်သခင်ယေရှုဖျားရဲ့အသွေးတော်အပြင်အပြစ်ရှိသမျှကိုဖြေလို့ဖြေရှင်းပြီးတော့ကြောင့်နာမတော်ချီးမွမ်းကြပါတယ်ဒီနေ့တာတော်စဉ်းစားဆင်ခြင်လုံးသွင်းမဲ့နှုတ်ပတ်တော်ဟာခေကလာဆက်ဆက်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်လင်ပေးပြီးတော့ခေါင်းကြီးပေးလက်ပို့ဆောင်လိုက်နှုတ်ပတ်တော်များဖြစ်တည်နေကြီးဒီနေ့မှာလဲတာကိုယ်တိုင်မဆတောက်ချင်းစေတတ်တော်ဝိညာဉ်တော်ဖျားရှင်လင်ပေးခြင်းနဲ့တူတာမတန်လမှာလမ်းပြပဲ့ပြင်ပို့ဆောင်ပြီးတော့ခေါင်းကြီးပေးပါမည်ကြောင်းထမြောက်ပြီးအသက်ရှင်တော်မူသောအရှင်ယေရှုဖျားနာမတော်မြတ်ကိုမြည်ပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရပါဖျားသခင်အာမင်ကျွန်တော်တင်တော်အနေနဲ့ဒီ2026တနှစ်တာကာလပေါ့နော်ယောမရစာနဲ့ဟေဘရစာကိုတပတ်ပြီးတပတ်ပေါ့နော်ကျွန်တော်အပိုင်းလေးခွဲပြီးတော့စဉ်းစားသွားဖို့ဖြစ်ပါတယ်အဓိကဆောင်ပုဒ်ကတော့အဓိက theme verse ပေါ့နော်နှစ်ခုလုံးမှာပါတဲ့ယောမ1စက္ကွန်ဖြတ်မှတ်တော်သူယုံကြည်ခြင်းပြန်သက်ရှင်လိမ့်မည်နောက်ပြီးတော့ဟေဘရမှာတော့ဟေဘရခန်းကြီး30အပိုင်းငယ်38ပေါ့လေဒီမှာလည်းဖြတ်မှတ်တော်သူသည်ယုံကြည်ခြင်းပြန်သက်ရှင်လိမ့်မည်အဲ့ဒါကိုယုံကြည်ခြင်းအပြင်ဒါကြောင့်ဒီနေ့မှာခေါင်းစဉ်ပေးထားလဲအဲ့ဒီယုံကြည်အားဖြင့်ဆိုတဲ့ဟာကိုခေါင်းစဉ်ပေးပြီးတော့ကျွန်တော်ဒီနေ့စဉ်းစားဖို့ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခေါင်းစဉ်ငယ်၃ခုထပ်ဆင့်တော့ဖော်ပြခြင်းပါတယ်။ဒီမှာဇာခန်းကြီး1အပိုင်းငယ်7ရဲ့30စက္ကွန်အခြေပြုပြီးတော့ယုံကြည်ခြင်း2မျိုးဆိုတော့စဉ်းစားမှာဖြစ်ပါတယ်။ Two kinds of faith ။နောက်ဒုတိယခေါင်းစဉ်ကတော့ပါလဲဆိုရင်ယောမရဇာခန်းကြီး1အပိုင်းငယ်8ပေါ်မှာအခြေပြုပြီးတော့ယုံကြည်ခြင်းအရာဆိုတဲ့အကြောင်းကို the cause of faith အဲ့ဒါကိုကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်။တတိယတော့ယောမရစာခန်းကြီး1အပိုင်းငယ်16အပေါ်မှာခြေပြုပြီးတော့ယုံကြည်သမျှသောသူအပေါင်းနော် everyone of faith by faith everyone of by faith အဲ့ဒါကိုကျွန်တော် address လုပ်ဖြစ်ပါတယ်အဲ့ဒါပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေ့မနေ့9နိုင်လောက်မှာကျွန်တော်ရဲ့တရားဟောရာ page ဒီ page မှာပေါ့နော်ကျမ်းချက်လေးတွေကျွန်တော်တင်ထားပြီးသားဖြစ်ပါတယ်အဲ့ကျမ်းချက်လေးကိုဖတ်ပြီးပြီလို့ယုံကြည်မျှော်လင့်ပါတယ်ဒီကိမှာနားထောင်တဲ့သူတွေအတွက်ကတော့ကျွန်တော်တိုက်တွန်းလို့ဆိုချင်တာတတိယနေ့တရားဟောချက်နားမတော့ကဲမှာတောက်ကြနေ့မနေ့စောစောခဏပြောတိုင်း9နိုင်ပေါ့လေအဲ့တင်ထားတဲ့အချိန်မှာကျမ်းပိုက်လေးဖတ်ပြီးတော့စဉ်းစားဆင်ခြင်စေခြင်းနဲ့ပြီးရင်သခင်ပြားနေ့တခု7နိုင်နေ7တိုင်း40လောက်ပေါ့လေအဲ့ဒီတော့မှဝိငှတရားဟောချက်ကိုကျမ်းစာဖတ်ပြီးမှပဲနားဆင်ပို့ပြီးတော့အတ္တတာအတွက်ကောင်းကြီးမင်္ဂလာဖြစ်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်အကယ်၍ဒီနေ့မှာကျော်တရားဟောချက်ကိုကျမ်းစာမဖတ်သေးနဲ့ကြည်နေဆိုလဲကိစ္စမရှိပါဘူးတရားဟောချက်ပြီးတဲ့နောက်မှာအနည်းဆုံးတစ်ခါဖြစ်နိုင်တော့အခါခါပေါ့လေအဲ့ကျမ်းပိုက်လေးကိုဖတ်ပြီးကြပါလို့ကျွန်တော်ပြတဲ့ခံလိုပါတယ်ကဲနောက်ကတော့သွားရအောင်ယောမရဇခန်းကြီး1အပိုင်ငယ်1က19ပါခြေပြီးပြီးတော့ယုံကြည်ခြင်းအဖြစ်ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာမြောင်များစွာသောကျွန်တော်တရားဟောဆရာတွေကျွန်တော်လက်တွဲပြီးမှုတော်ဆောင်တဲ့သူတွေကိုminister training ပါတယ်တွေ့တဲ့ခါကျွန်တော်သူ့တရားလုံးနဲ့မေးမြန်းလေးရှိတယ်။ကင်ကြီးကိုမနှစ်ကတစ်နှစ်တာကာလဘာတရားဟောခဲ့လဲ။ဘာကြောင့်အဓိကဟောခဲ့လဲ။စဖြစ်မို့အဲ့တော့85ရာခိုင်နှုန်း80ရာခိုင်နှုန်းကယုံကြည်ခြင်းလို့ပြောပါတယ်။မှန်တယ်။ယုံခြင်းအကြောင်းပြောတာအများကြီးပဲ။နောက် social media မှာလည်းခုကြည့်လိုက်။တရားဟောချက်10ပုဒ်မှာ9ပုဒ်ဒါမှမဟုတ်10ပုဒ်ကယုံကြည်နဲ့ပဲယုံကြည်ခြင်းတုံ့ပြန်ပါယုံကြည်နဲ့ဝန်ခံပါယုံကြည်နဲ့ကျင့်လဲပါစပြီးယုံကြည်ကြောင်းဟောတယ်။ဒါအဲ့ဒီကနေကျွန်တော်စင်ကြံနှုံသွင်းစေချင်တာအများဆုံးပြောတာယုံကြည်ခြင်းအနည်းဆုံးနဲ့သက်ရှင်တာယုံကြည်ခြင်းဖြစ်နေမလားလို့စဉ်းစားဖို့ပဲဖြစ်ပါတယ်။အဲကြောင့်ဒီနေ့မှာယုံကြည်ခြင်းအားဖြင့်လို့ခေါင်းစဉ်တက်ပြီးတော့စဉ်းစားနေတဲ့ချိန်မှာဒီမှာရှိညီအမတွေရောက်တိုင်းတွေ့ဟလာနှုတ်ကတော့မှရက်တီပြီးတော့ယုံကြည်ခြင်းနဲ့တုတ်ပြန်ဖို့လုံမှာရှေးဥစွာတိုက်ထုံးလို့ဆိုချင်တာဖြစ်ပါတယ်။ပထမခေါင်းစဉ်ကတော့ယုံကြည်ခြင်း2မျိုးလို့ပြောပါတယ်။ယုံကြည်ခြင်းမြောက်များစွာရှိနေအခု2မျိုးဆိုတာကျန်တဲ့တော်မှာ2မျိုးပဲရှိလို့ပြောရမှာမဟုတ် generally speaking ရေပေါ်ကသဘောနဲ့ပြောတာဖြစ်ပါတယ်။အဲ့ဒါဘာလို့ဆိုလို့ရှိရင် saving faith ကယ်တင်ခြင်းရောက်စေတဲ့ယုံကြည်ခြင်းနဲ့ living faith ခရိယန်သက်တာနဲ့ဆိုင်တဲ့အသက်ရှင်တဲ့ယုံကြည်ခြင်းလို့ပဲပြောရအောင်။အဲ့လို2မျိုးနဲ့စာရှိပါတယ်။ saving faith ကတော့ကျွန်တော်ဘဝတက်တယ်မှာဒီကြီးတစ်ခါရဖို့လိုအပ်ပါတယ်။အချိန်ခါရစရာမလိုအရှင်ရှုပြဝိမိကေတပန်ရှင်မြတ်တိကျောင်းဝန်ခံတဲ့အချိန်တစ်ချိန်တစ်ခါရှိရလိမ့်မယ်ရှိလက်ရှိတဲ့ချိုးတော့ဟလာငယ်လေးကနှစ်ကွက်တရားစကားကိုကြားရတယ်ကြားတင်တော့ခေါ်တော့ Sunday School ပေါ့လေကျွန်တော်တင်တော့ခေါ်တော့ Chat School for Children ပေါ့လေအဲ့ဒီမှာနှစ်ကွက်တရားစကားတွေကြားရတယ်ချိုင်းနဲ့မှာတဖြည်းဖြည်းနဲ့ဟလာ develop ဖြစ်လာတာပေါ့လေအဲ့မျိုးလူတွေလည်းရှိပါတယ်အဲ့လိုလူတွေကတော့
Belluni Muma, Tudiaji Muiles or Atija, Mabion to Leshine. The betting Camaro could have helped maybe get a mention a theatre or Dahati char. Allow, could I be a Kadinjo Yoside, Yogi Jinlo, Pura Pipar. Yamasa can you just bring a second to P. Yogi Jindi, Jana Jampi, Jana Jindile, Piakin's Gara P. So that I, Da, getting young yesterday, Yogi Popian, a Pipar. Yogi could not build and ye born the one. Namunasashi yellow, Jogere, Share or no fate. Yogi came in, Yogi Machido, Popiano, Amuse or Dibido, Piotr. No, little fate, and then another Yogi, not fate, Yogi, much fate, Yogi Tular, great fate, Ibialo, Yogi, Chibara Yogi General, Puriar, Dara Yogi at the diet, Bolobion common, steps of fate, the pure steps, the semi-descent, Yogi to Boala. Living figure, you and it up. I joke your die. Saving fake look correct, getting your see, young Jotama, the Jin Hashibu. Didn't my Jodica, Team Fast and Sinama, Yomars are kind of buying a second pure, Pama do to thee, Yogi Jiabi, at the Shiam Berkama, Ariba pure, live by fate. No, the just shall live by fate. I'm a pure. By fate, Yogi Aping at all. Krian Tatana sign living fate. Not Tatana sign Yogi Pioni, Yapitas or Tibo Pipa. The judge wrote, getting also the Eugene Shide. No Krian Tatana sign Eugene Shide. Or the job, the Conatural Pathore, Hapacomian Lilo, which are Pane Yoma Tisacono, Conatural Papdori, Gladi don't set it to. No, he better set on the Shika, living fate. Krian Tatan sang a Eugene Piona Pipar. My place of morning man, a John to Piobar. Saving fake look correct, getting your senior at the time Jin Hayabo low pay me, the Karayabur. But living figure or Tenzabio, a chain cardine, second dime, minute dime, night dime, low a day Pipar. Now she thought to be Javasi. Eugene at the Shimbo, Amina, low at the Yapipa, Ada, living fake look, Pura Pipar. Just seeing figure Georgie Kama. Pima do people there, Banilla, Yogi Genella bar. Yogi and Dopian bar. Yakuna Gabojan Kaisanga, a buying a choma chance of Popiatare, Amaratunamo, Apian, Pura. Abiandi, Payalkin, Tarapia, Yogi the Piwi, do Yogi, Pima Chinkido Mate, or my justification by faith. Yogi Jamie Pima Chimbo. About your justification. And about listening, Pima Chinsakalonga. Judicial word long pit, the Ioma don't say Yaboli. Already, Piamachin Tamate. Do you Piamachin Tamatomure? Around the Mauritian Bolua, Yomara Sakani, a buying a doma, testing of Popiat Havar, Piamat Abrandi, Amara Abraham Donare. Pialikin UGP, do you Piamachin Kedo Mate? The only Piamat to people there, Jerobaneto Winchika lesson, Piakin be a UG La Campo Loa Bar, Tamatro, Papa to people lobby. Doesn't he? Papa to people that Yogi Gene doing that. I Yogi and Knapper, saving fake, getting young yesterday, Yogi and Papa. Arabina, Pima to people in Balu Dile, Yogi Gene, attach him, Arab, living fake to Pura Pipar. The just shall live by fake to Pura. Pima to people in Le, Nizinemia, Yogi and Tualao. The John Korean Tata. Born again people there, do that in Wibo de Piata people there, Pamadu people there, Yogi Gina doing Chicala, the low. Piata PBB, Pamadu PBB, born again PBB. Allah, Yogi do set PBB so le, Panessa Boamale, a change and a moto. Yogi chin up him pipa. I will be a general, a chin the outro, pay rambo. That just all that Yogi chin up him at the symbol. The Yogina sap you be all, Eugenia Gileme, Yogi Genebe, the local truck of the pipa. Hallelujah. Critical Ipiola Pipi, I don't know, Chizon Chimapi, I shall let going to the Kama Pipi, allow, don't you in their pipa. The Jodian Bima, but my consent, Yogi and Yuma, Allah, Yoma to say second, getting Jim, Yossi, the Yogi General Pioke Bibi, Jara Yogi Belina, the Hochagonata on it, Jara Yogi to New York, the Piomacho Yabiblo, Jara Secha, Popialo Bar, being to the Amusaro, living fake. Attaching a Yogi, train that I say a Yogi Jimbo, and a Tuana Chinabo, Piakan, Loroshi, at the Matibu Pipa, Care Pilushin, to their constant dial.
ယုံကြည်ခြင်းအရာလို့ပြောပါတယ်ဒီယောမမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့ယုံကြည်ရာအောင်ဆရာကောင်းတဲ့အရာဖြစ်ပါတယ်ဘာလို့အောင်ဆရာကောင်းလဲဆိုလို့ရှိရင်တမန်တော်ဝတ္ထုခန်းကြီး1မှာဟုတ်လားပန်နီကုတ်တီနေ့ပေါ့လေပေတုတို့ဟုတ်လားဒီပြီးတော့120ရှိမှပန်နီကုတ်တီဆံမပေါ့လေပန်နီကုတ်တီနေ့တရားဟောကြားဟောတဲ့အခါမှာသူတို့ဒေသဘာသာစကားတွေနဲ့ကြားရတယ်ပေတုပြောတော့သူတို့နေရင်ဒေသနဲ့ပြောတာပဲသူတို့ရဲ့မူရင်းစကားနဲ့ပဲပြောတာပဲဒါပေမဲ့အောက်မှာရှိတဲ့ပိသက်တွေကကြားလာတဲ့အခါမှာသူတို့ရဲ့နေထိုင်ရာသူတို့ရဲ့မွေးဖွားရာဒေသစကားတွေနဲ့ကြားရတယ်အမှတမန်ကျမ်းစာဘလို့မှတ်တမ်းတင်တာဆိုလို့ရှိရင်တမန်တော်တို့ကကြီးနှစ်အပိုင်ငယ်တစလုံးမှာယောမမျိုးကလာတော့ဧည့်သည်များလို့ပြောပါတယ်။ဘာဒီပန်တီကုတ်တီနေ့မှာပြင်လင်ယောမမျိုးမှာရှိတဲ့သူတွေလာတဲ့အတွက်ကြောင့်အဲ့ဒီမှာသူတို့ပြောင်းလဲကြတယ်။နှစ်ချင်းမင်္ဂလာခံတယ်။စစ်မှန်တဲ့ယူနီတွေဖြစ်လာကြတယ်ပေါ့။ဟောအဲ့ဒီလူတွေအားဖြင့်ဘာဖြစ်လို့ဆိုရင်ယောမမျိုးသင်းတော့စတင်တော့ဖြစ်ပေါ်လာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာယောမတော်စခန်းကြီး16ရာပေါ့နော်။ဒီအကူလာနဲ့ဖိကိလာနော်အကွီလာနဲ့ပရီစီလာတို့ကလည်းဒါယောမမြို့မှာရှိတဲ့ယုံကြည်သူလင်မယားနှစ်ယောက်ဖြစ်ပါတယ်သူတို့လည်းသူတို့အိမ်မှာရှိတဲ့တဲ့နော်ယောမ16ကိုကြည့်လို့ရှိရင်အခြားနေရာတွေမှာလည်းအိမ်မှာနော် house church ပေါ့လေ home church လို့လည်းခေါ်လို့ရတယ်အဲ့မှာတဲ့နော်ရှိတော့အဲ့ဒီကနေပြောင်းလဲလာတဲ့သူတွေပေါ့လေပန်နီကုတ်နေနဲ့ပြောင်းလဲလာတဲ့သူတွေသိပြီးတက်သိခံခြင်းအပြင်ယောမမြို့မှာရှိတဲ့သူတွေဟာလားယူဒာလူလည်းဖြစ်မယ်ဟေလသလူလည်းဖြစ်မယ်တပါးမျိုးသားလည်းဖြစ်လိမ့်မယ်သူတို့တွေကခရစ်တော်ပြောင်းမိမိရဲ့ကယ်တင်ရှင်နဲ့တည်ကျွမ်းလာကြတယ်အဲ့ဒီချိန်ထိကိုဒီယောမရဆိုင်တမန်တော်ရှင်ဘောလူရေးနေချိန်ထိကိုတမန်တော်ကြီးကရှင်ဘောလူကယောမမျိုးမရောက်ဘူးသေးပါယောမမျိုးရောက်ဖို့အတွက်သူစိတ်ဝင်စားတယ်ဒါဒီယောမရဆိုင်ခန်းကြီး1မှာပြင်လဲသူပြောထားပါအနည်းဆုံး2ချိန်လောက်ပြောထားတယ်မင်းတို့တွေ့မြင်ဖို့မင်းတို့ရှိငါလာဖို့အတွက်စဉ်းစားတယ်စသဖြင့်ငါရောက်လာရင်မင်းတို့မှာရှိတဲ့စုကျေးဇူးတွေအားလုံးပြည့်စုံစေဖို့အတွက်ငါလှုပ်ဆောင်မယ်ဆိုတဲ့စဖြင့်အဲ့ဒီစကားတွေအားဖြင့်ပေါ့နော်ပေါ်လို့မရောက်သေးဘူးမရောက်ဘူးသေးဘူးဆိုတာသိရတယ်ကျွန်တော်ဒီနေ့သူတို့ရဲ့ယုံကြည်တရားယုံကြည်အရာနဲ့ပတ်သက်ပြီးတော့တမန်တော်ရှင်ဘောလို့ကသူတို့ချီးမွမ်းတာတွေ့ရတာဘာလို့ချီးမွမ်းတာလဲပိုက်ငယ်ရှင်းမှကျွန်တော်ဖတ်ပြပါမယ်တင်တို့ယုံကြည်ခြင်းအရာသည်မြေတစ်ပြင်လုံး၌အနှံပြားကြော်စောသည်ဖြစ်၍တင်တို့အကြောင်းကြောင့်ယေရှုခရစ်အားဖြင့်ငါ၏ဖျားသခင်ယေရှုတော်ကိုရှေ့ဦးစွာငါချီးမွမ်း၏ဟာလေလုယာယောမမြို့မှာရှိတဲ့ယုံကြည်သူတွေအသက်တာကိုပြောပါစေသူတို့ရဲ့ယုံကြည်ခြင်းအရာမြေတစ်ပြင်လုံးမှာထင်ရှားတယ်။ပေါင်းညံဘလို့ပြောဟာယောမမြို့ရှိယုံကြည်သူတွေဟာတန်ရှင်းသူတွေဖြောက်မှတ်သူတွေခရိယန်တွေပေါ့။သူတို့ကတော့ယုံကြည်တဲ့သက်ရှင်ကြတယ်ဟာသူတို့ရဲ့တသက်မှာထူးခြားတဲ့ဝိသေသလက္ခဏာဖြစ်တယ်လို့ပေါင်းချင်ပြောတယ်။ဒါအဲ့လိုမျိုးဖြစ်ရခြင်းဟာဘာကြောင့်ဆိုရင်အပိုင်ခုနှစ်မှာနော်ကျွန်တော်လိုတဲ့ဘိုင်းလေးကိုကျွန်တော်ဖတ်ပြချင်ပါတယ်အမှဘာပြောလဲဆိုရင်နော်ယုံကြည်နားထောင်စေခြင်းငါလူပေါင်းတို့သည်ယုံကြည်ပြီးတော့နားထောင်ဖို့ယုံကြည်တယ်နော် by faith believe and obey နာခံခြင်းနဲ့သွားတယ်တော့ကျွန်တော်ယုံမမျိုးရှိယုံကြည်တွေဟာခုနကကျွန်တော်ပြောတဲ့အတိုင်းပန်တီကုတ်တီနေမှာပေတရုရဲ့ Pentecostal sermon အပြင်သူတို့အရှင်ရှုပြောက်မိမိရဲ့ကယ်တင်ရှင်နဲ့တည်ကျွမ်းပြီးတဲ့နောက်သူတို့ဒေသရောက်လာတဲ့ခါမှာသူတို့ယုံကြည်တဲ့ဆက်လက်အသက်ရှင်တဲ့ယုံကြည်နာခံခြင်းနဲ့ယုံကြည်နားထောင်ခြင်းဆက်သွားတဲ့အခါအသင်းတော်ကတိုးပွားလာတာတွေ့မြင်ရမှာဖြစ်ပါတယ်။အဲကြောင့်သူတို့အသက်တာဘာနဲ့ထူးခြားလဲဆိုရင်မြေတစ်ပြင်လုံးမှာယုံကြည်ခြင်းအရာနှံ့ပြားတယ်။ဒီနေ့ကျွန်တော်ရဲ့ဘဝသက်တာကျွန်တော်ရဲ့မိသားစုကျွန်တော်ပေါင်းတယောက်နေတဲ့ဒေသရန်တင်းတော်ပေါ့ကျွန်တော်ပေါင်းနေတဲ့မိသားအဖြစ်ဖြစ်လိမ့်မယ်။အဲ့ဒါဒီအဖြစ်ပေါင်းဝန်းကျင်မှာဘယ်လိုပုံသက်တည်ပြသလဲဆိုတာစဉ်းစားဖို့ကောင်းနေရဖြစ်ပါတယ်။အတိတ်ကလာတော့နေမျိုးလေးမျိုးရောက်တဲ့ခါမှာကျွန်တော်ဒုတိယအချိန်လောက်ရောက်တာဖြစ်ပါမယ်။အဲ့ချိန်မှာအခြားအသင်းတော်ဖွဲ့စည်းပေါ့လေအဲ့ဒီကနေပြီးတော့မနေ့9နာရီအာယုံစုအောင်ဆွေးလုပ်တယ်လို့ပြောပါတယ်ဟာကျွန်တော်ပမအရင်ခေါင်းလာတော့အရင်နှစ်ကပေါ့အရင်နှစ်ကလာတော့ကျွန်တော်တို့မှာ don't pray အာယုံစုတော်ဆွေးမရှိပါဘူးလို့ကျွန်တော်ပြောတယ်ဟုတ်တယ်ဆရာလည်းမရှိဘူးတဲ့ဟာဆိုအခုကျတော့ဘာလို့ရှိလာတယ်ဆရာတို့အသင်းတော်ကလှုပ်တော့တမူးမှာရှိတယ်ကျွန်တော်ရဲ့ဒေသနာအသင်းတော်ပေါ့ဆရာတို့သတင်းကောင်းတွေကလှုပ်တော့အမှကျွန်တော်အသင်းတော်သတင်းကောင်းလို့ပဲသိကြတာဆရာတို့သတင်းကောင်းကလှုပ်တော့ကျွန်တော်တို့လည်းအာယုံစုတော်ဆိုပြီးလှုပ်တယ်လို့ပြောပါတယ်ဒါအဲ့ဒီဒေသနာအသင်းတော်ရဲ့
ပုံသက်တည်ခုရောမမျိုးပုံသက်တရားပါလေမြေတပြင်လုံးမှာနှံပြတာသူတူးရဲ့ယုံကြည်ခြင်းအရာလို့ပြောပါတယ်ကျွန်တော်အတိတ်ကလုံးတော့ကျွန်တော်ရဲ့ဒေသတော်တင်တော်တွေကပတ်ဝန်းကျင်ကိုဟာလားပုံသက်တည်ပြီးတာရှိတယ်နော်ကျွန်တော်တင်တော်အများစုရဲ့ပုံသက်တရားပါလေကျွန်တော်ကစံစာတင်တန်းတင်ပြီးမှသခင်ပြားနေတိုင်းပေါ့လေစံတင်တန်းတင်တယ်အနည်းဆုံးနိုင်ဝက်ပေါ့တမို့မိနစ်45မိနစ်50လောက်ပေါ့ကျန်တင်တန်းပြီးမှခဏလေးနားတယ် prison worship လုပ်တယ်ပြီးမှတရားဟောတယ်ဟောကျန်တင်တန်းလုပ်တာခရစ်တော်နဲ့ဝါချွိုင်းပြောမှဆိုကျွန်တော်တင်တော်ကမြန်မာနိုင်ငံမှာစတင်လုပ်တာပါကျန်တင်တာပေါ့လေကျန်တာတင်တယ်လို့ပြောလို့ကျန်တာတင်တာမဟုတ်နော် white board ပေါ်မှာကျန်ချက်တွေရေးပြီးအဲ့ဒါဖတ်ပြတစ်ချက်ရှင်းပြတရားဟောတာပဲဒါလေကျန်ချက်တွေပြပြီးတရားဟောတာပေါ့လေကျွန်တော်တို့ကျမ်းစာကိုတေချာအစိတ်ပိုင်းတွေခွဲခြားပြီးတော့ကျမ်းစာကိုသင်ပေးလေးရှိတယ်အဲကြောင့်ပလင်ဟိုနောက်ပိုင်းမှာကျေးဇူးတော်ချီးမွမ်းစရာပါလဲဆိုလို့ရှိရင်အခြားသောအသင်းတော်တွေမှာလည်းအဲ့ပုံသက်တွေကိုကြည့်ပြီးတော့ဥပမာကျမ်းစာသင်တန်းစစ်တွေလောက်လာတာကျွန်တော်ကျမ်းစာသင်တန်းကအစစ်မဟုတ်ဘူးအတုလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျမ်းသင်တာမဟုတ်ဘူးလို့ပြောချင်တာတရားဟောနေတာပြောတာအဲ့ဒါလည်းကျွန်တော်သင်းတော်ကနေဘာလို့တော့လဲပုံသက်တွေပြီးတဲ့အရာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်1988ဒီဇင်ဘာလစပြီးတော့အသင်းတော်ပေါ့အသင်းတော်ရဲ့ဒေသနာသင်းတော်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ခါမှာကျွန်တော်ဖျားခင်ယူပေါင်းပေးတာရှိတယ်အဲယူပေါင်းကဘာလဲဆိုလို့ရှိရင်ဖျားခင်ကောင်းကြီးပေးတယ်ပေးပြီးတော့မှအလုတ်ခိုင်းတယ်ပေါ့လေဟိုမှာအာဒါမလည်းအလိုပဲနော်ယီမိသားစုမလည်းအလိုပဲအာဗြဟံမလည်းအလိုပဲအသင်းတော်လည်းအဒီလိုပဲအရင်ဆုံးဖျားကောင်းကြီးပေးတယ်ပြီးမှပဲနောက်ကနေပြီးတော့အလုတ်လုပ်ခိုင်းတယ်ပထမ blessings and then responsibility ကျွန်တော်ဝင်တာပေါ့အဲ့လိုပေးတယ်အဲ့တော့ကြည့်ပြီးတော့ကျွန်တော်ဗာစဉ်းစားလဲဆိုလို့ရှိရင်လောကမှာတော့အောင်တည့်တဲ့အတိုင်းဟာလားတလလုံးမှလကုန်မှပဲဗာခံစားဆိုလို့ရှိရင်အဲ့လကခံစားရတာအခုကျွန်တော် January လကျန်တော့ပြီးတော့ကျွန်တော်မိမယ် January လအတွက်လစာရပြီးပြီလားမရသေးဘူးပြောနေဘယ်တော့ရမလဲလကုန်မှရမှာပေါ့ဆရာလို့ကျွန်တော်ဖြေလိမ့်မှန်ပါတယ်အလုပ်ပြီးမှအလုပ်ရဲ့အလုပ်ခါရတာပေါ့ဒါပေမဲ့ခုနစံစာလာတဲ့အတိုင်းဖျားကောင်းကြီးအရင်အဲ့တော့လာစာရင်ပြီးမယ်ဟုတ်လားတော့ကျွန်တော်ကကျွန်တော်ဖျားခင်ခေါ်ကြတဲ့ကကျွန်တော်တွေ့ပြောတာနော်ကျွန်တော်ညီကိုလည်းအဲ့လိုများစုလည်းဖြစ်လိမ့်မယ်ယုံကြည်ပြောနေပါတယ်တရားဟောဖို့ခေါ်တာစံစာသင်ဖို့ခေါ်တာနော် the gift for teaching စံစာသင်တတ်တဲ့ဆုကျေးဇူး the gift for preaching တရားဟောတတ်တဲ့ဆုကျေးဇူးပေးပြီးတော့ကျမ်းစာသင်တရားဟောဖို့တဲ့ကျွန်တော်ခေါ်တာကျွန်တော်ရုံးထိုင်ဖို့တဲ့ဖျားခေါ်တာမဟုတ်ဘူးကျွန်တော်ရုံးထိုင်တာကိုကောင်းတော့ခေါ်ပါတယ်အသင်းတော်တွေအသင်းချုပ်တွေအဖွဲ့ချုပ်တွေမှာရုံးနေရှိတာကောင်းတယ်ဒါပေမဲ့လို့ရုံးထိုင်ပြီးတော့ရုံးကနာကနေပြီးတော့ဟိုအသင်းတော်ညွှန်ကြားလိုက်ဒီအသင်းတော်ညွှန်ကြားလိုက်အာနာရှင်ဆန်အဲ့လိုမျိုးလို့တော့ကျွန်တော်သိစိတ်ထဲမှာမတွေ့ဘူးကျွန်တော်အသင်းတော်ခေါင်းဆောင်လုပ်ခဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ယုံကိုမိပါဟဲ့ပြန်မလဲဆိုကျွန်တော်ရှိတဲ့နေရာမှာကျွန်တော်ယုံမေးလို့ကျွန်တော်ပြောပါတယ်သူတို့ကအာဝါကြတယ်ဆိုတော့ကျွန်တော်အိမ်မှာရှိရင်အိမ်ကကျွန်တော်ယုံဖြစ်နေပြီကျွန်တော်ဒေသနာတင်တော်မှာရှိရင်အဲ့ဒေသနာကျွန်တော်ယုံဖြစ်နေပြီလေဆိုတော့တိတိတနန်ကြီးဒါကတော့တာမာနယ်ယုံဟုတ်လားဒါကတော့အဖွဲ့ချုပ်ယုံဒါကတော့အသင်းချုပ်ယုံဒီအဲ့လိုမျိုးနဲ့ကျွန်တော်တို့မထားတတ်ဘူးနာမည်တော့ပြီးထားတာရှိတယ်ဒါကတော့အသင်းချုပ်ယုံဒါကတော့အဖွဲ့ချုပ်ယုံဒါပေမဲ့ယုံကန်းကိုကျွန်တော်ရောက်တာမရှိဘူးဘာလို့ဆိုကျွန်တော်ဖျားသခင်ကတရားဟောဖို့ကြံ့တယ်မခေါ်တဲ့အတွက်ကြောင့်အဲ့ဒါတော့ဥဆိုင်ပြီးလှုပ်ဆောင်တာပေါ့လေအဲ့တော့ခုနကျွန်တော်ပြောလို့တလားတစ်ခါလစာပေးမယ်ဆိုရင်ယုံနေပါရင်လှုပ်ဖို့လိုလာတယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်ယုံကြည်ခြင်းရမယ်စတင်ခြေလန်းလိုက်တယ်ဘယ်လိုခြေလန်းဆိုရင်6လစာကြိုပေးလိုက်တယ်နော်ဖျားရှင်တာမှာဘုံကြီးပါစေဖျားခင်ရဲ့ပြည့်စည်ထောက်ပံ့မှုကြောင့်ပေးနေတာပါဒီနေ့ထိလည်းလှုပ်ဆောင်နေကြတုံးပါပဲအဲ့တော့6လစာကြိုပေးပြီးမှအဲ့လိုပေးကန်ဒီမှာလည်းကျွန်တော်ဆွေးနွေးကြတာပေါ့လေအဲ့တော့ LC လို့ခေါ်တဲ့ leading committee ဥဆောင် committee ပေါ့လေနောက်ပိုင်းကျမှ EC လို့ဘာလို့ဖြစ်လာတာပေါ့လေအဲ့တော့ leading committee ကပါတဲ့ဒီမှာတချို့တင်းတော်ကြီးဆရာအဲ့လို6လစာကြိုပေးလို့ဖြစ်ပါမလားဒီနေ့လာတော့ထုတ်မနေ့ကထွက်သွားဘလို့မလဲရဲတိုင်လို့ကောင်းတဲ့မှုလည်းမဟုတ်ဘူးစပြင်ဟောရဘုရားဘာနာယူသွားတော့ဒီနေ့ထုတ်မနေ့ကအသင်းတော်နဲ့နှုတ်ထွက်ပါသည်ပြောလဲဒါသူတို့နဲ့ဖျားနဲ့ပဲဆိုင်နေအဲ့လိုနဲ့ကျွန်တော်တို့6လစာကို1988ဒီဇင်ဘာလစာပေးခဲ့ပါတယ်
အဲ့လိုပြီးလာတဲ့အခါမှာပတ်ဝန်းကျင်မှာဟာလားအဲ့ဒါနာမည်ထင်ရှားကျော်စောပါတယ်။ဘာကြောင့်လဲကျွန်တော်ဒေသနာတင်တော်တွေကကျွန်တော်သိတော့ပေါ့နော်ကျွန်တော်ခေါင်းဆောင်လုပ်တဲ့အချိန်ကာလအထိအဘယ်နည်းသောနိုင်ငံခြားကနေမှ foreign aid လို့ခေါ်တယ်နော်ပုံမှန်ထောက်ပံ့ခြင်းမရှိဘဲနဲ့ပြည်တွင်းအားနဲ့ယုံကြည်နဲ့သွားတဲ့အသင်းတော်ဖြစ်တာကျွန်တော်ခေါင်းဆောင်လုပ်တဲ့နောက်ပိုင်းတော့မပြောတတ်ဘူးနော်အဲ့တော့အဲ့လိုနဲ့ကျွန်တော်ပြည်တွင်းအားနဲ့သွားတဲ့အသင်းတော်ဖြစ်ပြီးတော့6လစာကြိုပြီးရဆိုတော့တခြားဖွဲ့စည်းတွေအသင်းတော်တွေစိတ်ဝင်စားကြတယ်တိတိကျကျပြောရင်အသင်းတော်ဖွဲ့စည်းတစ်ခုကကျွန်တော်အိမ်ကိုချင်းချက်ပြီးလာပြီးတော့ကျွန်တော်လာစကားပြောပါတယ်ဒါဘယ်လိုများလုပ်တယ်လဲပေါ့လေအဲ့ဒါလည်းကျွန်တော်ခဏပြောလို့ကျွန်တော်ရဲ့ဒေသနာတင်တော့ကျွန်တော်ရဲ့အဲ့တော့ကျွန်တော်ရဲ့သာသနာနဲ့ကျွန်တော်ရဲ့အဖွဲ့ချုပ်ပေါ့နော်အဲ့လှုပ်ဆောင်ချက်ဟာဘေးပေါင်ခြင်းတင်တော်အတွက်ပုံသက်တည်ဖြစ်စီရဖြစ်ပါတယ်ဒီမှာလည်းရောမမြို့မှာရှိတဲ့ယုံကြည်သူတွေကမြေကြီးတစ်ပြင်လုံးဘာဖြစ်စီလဲသူတို့ရဲ့ယုံကြည်အရာကအတန်အပြားကြော်စောတယ်လို့ပြောပါတယ်ဖျားရှင်နာမှာပုံကြည့်ပါစေအဲ့ဒီနေပြီးတော့တခြားcompare and contrast လုပ်တာပေါ့လေနိုင်ရှင်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တတလုံးနေမျိုးတင်းတော်လဲအဲ့လိုမျိုးပုံစံဖြစ်ပါတယ်တတလုံးနေမှာကျွန်တော်ခုနကျမ်းစာနှစ်ပိုက်ဖတ်ခဲ့တယ်တတလုံးနေဩရစာပထမဆုံးအခန်းကြီး1အပိုင်ကြီး9နော်အပိုင်ငယ်8အဲ့သူတို့မှလည်းအတိုင်းပဲမင်းတို့ဟာတဲ့မာကေတုန်ပြည်အခါပြည်၌ယုံကြည်သောသူပေါင်းတို့သည်တို့အားတင်လို့ဒီပုံသက်တည်ပေးတဲ့အသင်းတော်ဖြစ်တယ်လို့တတလုံးနေမျိုးအသင်းတော်သူချီးမွမ်းပါတယ်ချီးမွမ်းတာသူတို့ကြောင့်နှစ်ချက်ရှိတယ်ဘုရားရှိခိုးပါလေတင်တို့ထံကသခင်ပြည့်နှုတ်ကပတ်တော်အတန်ဟာတဲ့မာကေဒုန်ပြည်အခါပြည်မှာကြော်စောတည်တာမကနော်နှုတ်ကပတ်တော်သူတို့နှုတ်ကပတ်တော်ရက်တည်တဲ့အကြောင်းအဲ့ဒါကြော်စောတယ်ဒုတိယချက်ကပါလေတင်တို့ယုံကြည်တဲ့ဒီအယက်ရက်၌နှံပြားလေဤဒါကြောင့်မင်းတို့ပုံမှန်ကတစုံတစ်ခုမှပြောစရာအကြောင်းမရှိလို့တမန်တော်ရှင်ဘုရားချီးမွမ်းတာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပြီးမှဒုတိယခေါင်းစဉ်ယုံကြည်ခြင်းအရာယောမမျိုးကရှိတဲ့ယုံကြည်သူတွေယောမယုံကြည်သူတွေပြောရအောင်ယောမယုံကြည်သူကပတ်ဝန်းကျင်မြေကြီးတစ်ပြင်လုံးကိုယုံကြည်အရာမှာနှံပြားစေတယ်ဆိုတော့တွေ့ရတယ်။ဘာကြောင့်လဲပထမချက်ယုံကြည်နားထောင်တယ်။ဒါကြောင့်ယုံကြည်တရားဟာမြေတစ်ပြင်လုံးမှာနှံပြားတယ်။ယုံကြည်အရာကမြေတစ်ပြင်လုံးနှံပြားတယ်။နောက်ဒီမှာတတိယချက်မှာအပိုင်ငယ်7မှာပါတဲ့အတိုင်းငါနှင့်သင်တို့သည်ယုံကြည်သောအဖြစ်အချင်းချင်းအားရတက်တာခြင်းတို့ရောက်ကြမိကြောင်းကိုဆိုလို့အချင်းကြားမှာတက်တာခြင်းဖြစ်လာတယ်။ယုံကြည်ရဖြစ်။ဟောအဲ့လိုမျိုးနဲ့ယုံကြည်အရာကိုကျွန်တော်ဒီမှာညီကုန်းချုပ်ခြင်းနဲ့ဒီကနေကိုယ်တတ်တာတဲ့စနာဘုခုနကကျွန်တော်ခဏပြောခဲ့ပြီးပါပြီကျွန်တော်အသင်းတော်ကျွန်တော်ရဲ့မိသားစုကျွန်တော်တူချင်းစီရဲ့အသက်တာအဖြစ်ပေါင်းချင်မှာဘာပုံသက်တည်ပေးလဲကျွန်တော်ခင်မကြီးနဲ့ကျွန်တော်နဲ့အင်မတန်မှရင်းနှီးတဲ့တပည့်လေးရှိတယ်အဲ့ဒီပြည်တွေပေါ့ဒီပြည်တွေနဲ့ကျွန်တော်နဲ့အင်မတန်မှနီးကပ်စွာသက်ရှင်တဲ့သူတွေတည်တယ်ကျွန်တော်သူတို့ဘာပုံသက်တည်ယူလို့ဆိုရင် quiet time ပေါ့ကျွန်တော် quiet time ပုံမှန်ယူရဲ quiet time ပုံမှန်ရေးတယ်တေချာမှတ်စုနဲ့တေချာစာအုပ်နဲ့တေချာလုပ်တယ်အဲ့တော့သူတို့တက်တာအတွက်ကျွန်တော်ပြီးတဲ့ကြီးမားတဲ့ပုံသက်တည်တခုဖြစ်တယ်လို့အမြဲတမ်းပြောပြတတ်ပါတယ်ဒါတင်ပြောမိမိရဲ့တက်တာမိမိရဲ့မိသားစုမိမိပါဝင်တဲ့မိသားရမိပါဝင်တက်ရောက်နေအသင်းတော်အပြင်ပတ်ဝန်းကျင်ဘာပုံသက်တည်ပြီးလဲရောမမျိုးတော့ဘာပြောလဲယုံကြည်ခြင်းအရာမြေတစ်ပြင်လုံးမှာနှံပြားကြော်စောစေတယ်ဖျားရှင်နာမှာပုံကြည့်ပါစေတော့တတိယရောမတော်စခန်းကြီး1အပိုင်ငယ်16ပေါ်ခြေပြုတ်ပြီးတော့ယုံကြည်သမျှသောသူဟာပေါင်းလို့ပြောပါတယ်ဟောဒီမှာငါဒီခရစ်တော်ယဉ်လူတရားကြောင့်ရှက်ကြောက်ခြင်းမရှိတမန်တော်ကြီးရှင်ဘောလို့ကငါမှရှက်စရာမရှိဘူးအင်္ဂလိပ်ကြောင့်မရှက်မကြောက်ဘူးဘာလို့လဲသူ့မှာအကြောင်းရင်း3မျိုးရှိတယ်နောက်ဒီမှာလဲဟုတ်လားခုနဒီဘောတော်စာဒုတိယဆောင်ခိုင်း1ပိုင်ငယ်7မှာငါဒီရှက်ကြောက်စရာမရှိဘူးစင်းဒုက္ခတွေမျိုးမျိုးခံရတယ်ပန်ကျုနဲ့ချင်းလုံးခံငါရှက်စရာအကြောင်းမရှိငါအဘဲသူငါယုံကြည်ငါသိတယ်ဘောလို့ကအင်္ဂလိပ်ဟောဖို့လည်းမရှက်ဘူးယေရှုခရစ်ကကျွန်တော်ရဲ့အရှင်ပါကျွန်တော်ရဲ့ကယ်တင်ရှင်ပါလို့နှုတ်နဲ့ဝန်ခံဖို့လည်းမရှက်ဘူးငါဘသူကိုယုံနေဆိုတာငါသိတယ်ဒါသူ့မှာရှက်ကြောက်စရာမရှိဘူးဟောအဲ့လိုဘာလို့မရှက်ရတာလဲအပိုင်ငယ်16မှာငါဒီခရစ်တော်ယဉ်တွေကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှိစွာ၌ယူဒလူနောက်၌ဟေလသသူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဖယားသခင်တကူတော်ဖြစ်ဟာလေလုယာအဲ့ချက်ကြောင့်ဖြစ်တယ်ရောသူဘာလို့မရှက်မကြောက်တာဆိုရင်3ချက်ရှိရကြောင်းပြောခဲ့တယ်ပထမတစ်ချက်ကအပိုင်ငယ်16ပထမစာကြောင်းမှာပြင်လင်ဒီဘာကြောင့်မရှက်ရတာလဲ
အေးဝင်ကလေးတရားရဲ့မူလဗုဒ္ဓအစာဘူးပေါ့အိန္ဒိယဘယ်လိုပိုင်တာလဲအိန္ဒိယအရင်းမြစ်လို့လည်းပြောရအောင်အိန္ဒိယအရင်းမြစ်ကဘာလဲခုနအပိုင်ငယ်16ပထမစာကြောင်းမှာပြင်ခရစ်တော်ဤအေးဝင်ကလေးတရားလို့ပြောကြအောင်ခရစ်တော်ပိုင်တဲ့ဟာခရစ်တော်ရဲ့တရားတော်လို့ပြောတာဖြစ်ပါတယ်အဲကြောင့်သူမရှက်ဘူးလို့ပြောနေတာဖြစ်ပါတယ်နောက်ဒုတိယချက်ကိုကြည့်အောင်ဒုတိယချက်ကတော့ဟလာအေးဂရီတရားရဲ့ဆွမ်းပကားအိန္ဒိယဘာကြောင့်များတကိုးကြီးရတာလဲအဲ့ဒါပါဆိုရင်ယုံကြည်သမျှသောသူပေါင်းတို့ကိုကဲတင်စေတဲ့ပြောင်းလဲစေတဲ့ဖျားခင်တကိုးတော်ဒါတော့ဆွမ်းပကားအိန္ဒိယဆွမ်းပကားအဲ့ဒါဖြစ်ပါတယ်သူအိန္ဒိယတတိယချက်ကရက်လက်အပိုင်ငယ်16ဒုတိယစာကြောင်းမှာပြင်ဘာပြောလဲယုံကြည်သမျှသောသူပေါင်းကိုကဲတင်စေတဲ့ဖျားခင်တကိုးတော်လို့ပြောပါတယ်ကျတမရရှင်ဘောလူကအိန္ဒိယဟောကြားဖို့အတွက်ရှက်စရာလည်းမရှိဘူးကြောက်ဖို့လည်းမရှိဘူးအင်္ဂလိပ်မှာတော့ I'm not ashamed of the gospel အိန္ဒိယဟောဖို့အတွက် ashamed ရှက်စရာကြောက်စရာမရှိဘူးရှက်ကြောက်ခြင်းမရှိဘူးတော့အင်္ဂလိပ်စကား ashamed ဆိုတာကတော့ရှက်စရာပဲဒါပေမဲ့တမန်ရှင်ဘောလူပြောထားရအောင်ဆရာယူတာဘာသာပြန်ကကျွန်တော်သဘောကျတယ်ရှက်ကြောက်ခြင်းမရှိရှက်စရာမရှိကြောက်စရာမရှိဘူးအိန္ဒိယဟောဖို့အတွက်ငါမရှက်ဘူးအိန္ဒိယဟောဖို့အတွက်ငါမကြောက်ဘူးလို့ပြောတာဖြစ်ပါတယ်အဲကြောင့်သူတမန်ရှင်ဘောလူကအရှင်ရှုယုံကြည်တဲ့ကြောင့်လည်းရှက်ကြောက်ခြင်းမရှိလို့ပြောခဲ့ပြီးနှစ်တီတဲ့အပိုင်ငယ်7နှစ်မှာကျွန်တော်ဖတ်ရင်းနဲ့ကျွန်တော်ပြောပြခဲ့တယ်အခုလည်းအင်္ဂလိပ်တရားပုံမှာလည်းရှက်ကြောက်ခြင်းမရှိဘာလို့မကြောက်တာလဲခုနကျွန်တော်ပြောတဲ့အတိုင်းအင်္ဂလိပ်တရားရဲ့အရင်းမြစ်မူလဗုဒ္ဓခရစ်တော်ဖြစ်တယ်လို့ပဲထိုရှင်နာမဘုန်းကြီးပါစေခရစ်တော်ဤအင်္ဂလိပ်တရားလို့ပြောတာအဲကြောင့်သူမရှက်ဘူးကျွန်တော်ဒီအင်္ဂလိပ်တရားဟောဖို့လည်းဘာလို့ရှက်နေရတာလဲပိုင်ရှင်ကိုမသိလို့ပါဒီတရားစကားပိုင်ရှင်ခရစ်တော်ဖြစ်တယ်အဲ့ခရစ်တော်ကျွန်တော်တို့ကဲ့တင်တယ်အဲ့ခရစ်တော်ကျွန်တော်တို့ချစ်တယ်ဒါဆိုကျွန်တော်လည်းချစ်တယ်ဆိုရင်ထိုရှင်ပြန်ပြီးတော့တုတ်ပြန်တဲ့မြစ်တာနဲ့ချစ်တယ်ဆိုရင်ကျွန်တော်လည်းဘာလုပ်ရတော့မလဲအင်္ဂလိပ်တရားကိုကျွန်တော်တို့ဝင်တာထားပြီးတော့ဝေငှကြတော့မှာဖြစ်ပါတယ်ရောက်တည်းနေပြီးမှအင်္ဂလိပ်တရားရဲ့အရင်းမြစ်ခရစ်တော်ရဲ့အင်္ဂလိပ်တရားလို့ပြောတဲ့ကြောင့်အဲကြောင့်သူမရှက်ဘူးမကြောက်ဘူးအင်္ဂလိပ်ကဘာနဲ့တွာလာလှုပ်ရှားနေလဲဖျားခင်တကိုးတော်လို့ပြောတာဒါအင်္ဂလိပ်ရဲ့ဆွမ်းပကားကြောင့်သူမရှက်ဘူးတတိယချက်အင်္ဂလိပ်ရဲ့ရက်လာပါလေယူဒလူဟေလသလူယုံကြည်သမျှသောသူအပေါင်းကိုကယ်တင်စေလို့ပြောတာအဲဒါကြောင့်သူကအဲ့ချက်၃ချက်ကြောင့်မူလရင်းမြစ်ခရစ်တော်ဆွမ်းပကားဖျားခင်တကိုးတော်ရက်လက်ယုံကြည်သမျှသောသူအပေါင်းအဲကြောင့်သူမရှက်မကြောက်တာဖြစ်တယ်ဒါဆိုဒီကနေပြီးမှအင်္ဂလိပ်ကဘုရားခင်တကူတော်ပြောတယ်နော်ယူဒလူဟေလလူယုံကြည်သမျှသောသူပေါင်းတို့ကဲတင်စေတဲ့ဘုရားခင်တကူတော်ကျွန်တော်ကောရိန္သုကိုကျွန်တော်ဖတ်ခဲ့ပါ1ကော1ပိုက်ငယ်16မှာကျမ်းစာပါပြောလဲဆုံးရှုံးခြင်းရောက်တဲ့သူတွေမှာလဝါကတိုင်တော်တရားတဲ့မိုက်တဲ့တရားကဲတင်တရားကိုပြောတာပါ foolish အလကားရာလို့ပြောတာမပြောင်းလဲသေးတဲ့သူတွေမှာဒါပေမဲ့ကဲတင်ခြင်းရောက်သောငါတို့၌ထိုတရားလဝါကတိုင်တရားတည်းဟုသောဧဝံဂေလိတရားသည်ဘာပြောလဲဖယားသခင်ဤတကိုးတော်ဖြစ်၏ဖျားရှင်မှာဘုန်းကြီးပါစေလဝါကတိုင်တရားဓမ္မမဟုတ်ရင်အင်္ဂလိပ်တရားဓမ္မမဟုတ်ရင်ကဲတင်ခြင်းတရားဟာဖျားခင်တကိုးတော်ဖြစ်တယ်လို့ဖော်ထားတာတွေ့ရမှာဖြစ်ပါတယ်နောက်ခုနယောမတစ်16မှာပြောခဲ့တဲ့အတိုင်းဘာပြောထားလဲယူဒလူဟေလသလူဒီမှာလေ1ကော1 24မှာလည်းကျွန်တော်ဖတ်ခဲ့ပါတယ်ယူဒလူဖြစ်စေဟေလသလူဖြစ်စေခေါ်တော်မူသောသူတို့၌ဘုရားခင်တကိုးတော်နှင့်ဘုရားခင်ပညာလာပြီးတကိုးတော်လာပြန်ပြီဘုရားခင်ပညာတိတာထင်ရှားအမှားပါတယ်လေယူဒလူဟေလသလူလို့ကျမ်းစာဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီကနေပြီးမှတမန်တော်ကြီးကဒီယုံကြည်ခြင်းအဖြစ်လို့ပြောတဲ့အခါမှာသူ့ဘဝတတမှာအဓိကနဲ့ဘာပြောချင်နေလဲဆိုရင်အင်္ဂလိပ်တရားကိုဟလာရှစ်ကြောက်ခြင်းမရှိတဲ့ဝေငှနေတယ်လို့ဖော်ပြခြင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီကနေမှကျွန်တော်တတ်တာစဉ်းစားဖို့ကောင်းတဲ့ຢာဘာလဲဆိုလို့ရှိရင်ဖြောက်မှတ်တော်သူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်မယ်လို့အသက်ရှင်ရမယ်လို့ပြောတဲ့အခါမှာဘယ်ကနေပြီးတော့ဒီချမ်းချက်ရောက်လာဆိုရင်ကျွန်တော်ခုနဖတ်ခဲ့တဲ့တပေါင်းမှာဖတ်ခဲ့တဲ့ဒုတိယပိုက်ပေါ့ဟဘကုတ်အခန်းကြီး2အပိုက်ကလေးမှာနော်စိတ်မြင်တော်သူသဘောမဖြောက်ဒါပေမဲ့ဖြောက်မှတ်တော်သူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်မယ်အဲ့မှာအစိတ်ပိုင်း၃ပိုင်းရှိတယ်ဖြောက်မှတ်တော်သူနော်အသက်ရှင်တဲ့ဒုတိယပိုင်းဘာအဖြစ်လဲယုံကြည်ခြင်းအဖြစ်အဲ့ဒါဟိုဟဘကုတ်2:4ကပြောနေတဲ့ဖြောက်မှတ်တော်သူသည်ဒါပထမပိုင်း
ယုံကြည်အားဖြင့်ဒါဒုတိယပိုင်းအသက်ရှင်တယ်ဒါတော့တတိယပိုင်းအဲ့ဒါကိုဓမ္မသစ်မှာ3ပိုက်တွေ့ရတယ်ခုနကျွန်တော်ပြောတယ်ယောမ19ကျွန်တော်ခုနဖတ်ခဲ့ပြီးမဖတ်တော့ဘူးနောက်ဂလိုင်း31ဖတ်ခဲ့ပြီးဟေဘဲ38တော့ကိုယ်ဖတ်ကြည့်ပါအတူတူပဲဖြစ်ပါတယ်တော့ဆိုရင်ဒီ Habakkuk နှစ်လေးကပြောထားတယ်ဖြောက်မှတ်သောသူဆိုတဲ့အကြောင်းကိုဘယ်ကနေဖော်ပြရတယ်အဓိကပြီးယောမရစခန်းကြီး1ကနေအပိုက်ငယ်8အခန်းကြီး8တွင်ပေါ့အဲ့ဒါဖြောက်မှတ်သောသူ how to become a righteous person how to become a just person ဖြောက်မှတ်သူဘယ်လိုဖြစ်မလဲဆိုတော့ယောမနဲ့အဓိပ္ပာယ်ဖွင့်တာတယ် Habakkuk နှစ်လေးအကြပိုက်ငယ်လေးရနော်ဖြောက်မှတ်သောသူကိုယောမဩရစာအဲ့လောက်အရှိကြီးဖွင့်တဲ့ဘဝရောက်လာတယ်ယုတ်ကြီးအားဖြင့်လို့ပြောတဲ့ခါမှာဟေဘဲဩရစာကိုသူကရည်ရွယ်နေတာဟေဘဲမှာယုတ်ကြီးမြတ်တဲ့အထွေးပြတော့ဟေဘဲ7ပေါ့လေနော်တဲ့တဲ့ဘိုင်းကအသက်ရှင်တယ်အဲ့ဒါကြောင့်ဂလာတိပြည်ကိုစာရေးတဲ့ခါမှာဖြောက်မှတ်တော်သူသည်ယုတ်ကြီးအပြင်အသက်ရှင်တယ် how to live အဲ့ဒါလဲဂလာတိဩစာပြောတာဖြစ်ကဲတော့အဲ့ဒါလေးကိုမှတ်မိအောင်ပြန်ပြောမစင်Habakkuk နှစ်လေးမှာအပိုင်းအစိပ်ပိုင်း3ပိုင်းပါတယ်ဖြောက်မှတ်တော်သူယောမဩရစာနဲ့အဓိကပြောတယ်ယုတ်ကြီးအဖြစ်ဟေဘဲကအဓိကပြောတယ်အသက်ရှင်တယ်ဂလာတိဩရစာဂလာတိပြည်ကိုရေးတဲ့ဩရစာနေပေါ့အဓိကပြောတာဖြစ်ပါတယ်ကျွန်တော်တရားတွေအားလုံးကိုခြုံငုံကြည့်ပြီးတော့ကျွန်တော်နေ့စဉ်နဲ့မျှဘာလို့ဆိုရင်ယုံကြည်ခြင်းအဖြစ်အသက်ရှင်ခြင်းကအဘယ်မျှတော့အရေးကြီးလဲဆိုတာကိုကိုယ်ဖွက်တယ်မှာသိမှတ်ပြီးဆွဲလန်းပြီးသွားလာခြင်းလည်းဘုဖြစ်တယ်ဆိုတာကိုဖော်ညွှန်းရင်းနဲ့ကျွန်တော်ဝေငှချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တက်တာဒီနေ့တုံသင်ခဲ့တဲ့အခါမှာမြောင်မြောက်စွာလက်တွေ့လို့မရရှိပြီးပြီလို့ကျွန်တော်ယုံကြည်မျှော်လင့်နေအဓိကအဖြစ်တော့ယုံကြည်ခြင်းအဖြစ်နော် the just shall live by faith ဖြတ်မတော်သူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်တယ်လို့ပြောတိုင်းဒီတစ်နှစ်တာကာလမှာယုံကြည်ခြင်းအဖြစ်အသက်ရှင်နေတဲ့တွာလာခြင်းလည်းအောင်လို့ထပ်ဆင့်တော့တိုက်တွန်းလိုပါတယ်။ကြားရတော့ကတော့ဝင်ကားချပြရောက်တဲ့ပုံမှာဘုရားသခင်သည်အသက်တစ်ပတ်ပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းနေကြပါစို့။မြတ်တော်ရှင်ဖဗျာတမရရှင်ဘောလူကသူမရောက်ဖူးသေးတဲ့ယောမရစာရေးတဲ့ခါမှာသူယောမမြေုံမြောက်သေးပါအောင်မရောက်ဖူးသေးပါအောင်ယုတ်ကြီးရပြန်အသက်ရှင်ဖို့သူဝင်ကားခဲ့ပါတယ်။ဒီရင်သားတို့လည်းနှစ်ခွက်တော်မှာရက်တည်ပြီးတော့ကယ်ရင်ရောက်စေတဲ့ယုံကြည်ခြင်းခရိယန်တတရာဆိုင်တဲ့ save faith နဲ့ living faith ရှိတဲ့တော့ဖော်ပြခဲ့ပြပြီ။နောက်ယောမပြုံးမှာရှိတဲ့ယုံကြည်ခြင်းအရာဟာပေါင်းဝန်းကျင်မှာထင်ရှားတော့မြေတစ်ပြင်လုံးမှာသိတာတယ်ပြောပါကြော်စောတယ်ပြောပါတယ်။နောက်အင်္ဂလိပ်တရားဟာယုံကြည်သမျှသောသူပေါင်းအတွက်ကောင်းချီးမင်္ဂလာတကယ်အကျိုးရလာရှိတဲ့အရာဖြစ်ပါတယ်။ဒါတွေတော့စဉ်းစားခဲ့ပြီးဖြစ်ပါတယ်။ကြောင့်ဒီနေ့နောက်ကတရားသာကြားနေတာမိတောက်ချင်းတဲ့ဘဝတတမှာလဲအဖဖျားနေ့စဉ်နဲ့မြတ်ခရစ်တော်ယုံကြည်ပြီးရင် living faith လို့ခေါ်တဲ့ယုံကြည်ခြင်းအသက်ရှင်တဲ့ယုံကြည်ရမယ်ဆက်လက်ပြီးတော်လာခြင်းတွေဆိုအကြောင်းဖြစ်စေဖို့လေဒီနောက်ကတရားသာအပြင်အလင်းပေးခြင်းပဲ့ပြင်ခြင်းသုံးသင်းခြင်းတို့ပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းထမြောက်ပြီးအသက်ရှင်တော်မူသောခရစ်တော်ယေရှုဖျားနာမတော်မြတ်ကိုမြည်ပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါတော့ဖဖျားသခင်အာမင်ကျွန်တော်မြင်နေပြောတယ်ကျွန်တော်တရားဟောချက်ကို public မှာ share လုပ်ပြပါအောင်လို့အဲ့လိုနေရာဖြင့်တစ်ဖက်တစ်လမ်းနေအမှုတော်ဆောင်တာဖြစ်ပါလိမ့်မယ်နောက်ဒီနေ့ဟာဟာလာလတ်လာရဲ့7ရက်ကျွန်တော် my blessed morning မှာလည်းပြောခဲ့ပြီးပြီเนาะဒီနေ့ကကောင်းကြီးမင်္ဂလာခံစားနေရလို့သတ်မှတ်ချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ရှားရက်တွေမရဘူးလို့ပြောတာမဟုတ်တော့ဘာလို့ဆိုရင်တာရေးကောင်းကြီးမင်္ဂလာခံစားရတဲ့ရက်ပေါ့လေ။ဘာလို့ဆိုရင်ကျွန်တော် page မှာထုတ်လွှင့်တဲ့4ခုလုံးဒီနေ့မှာရှိတယ်လို့ဖြစ်ပါတယ်။မနေ့6နိုင်မှာ bilingual devotion ကျွန်တော်ဖတ်ခဲ့ပြီးရုံမျောလင်းနေမနေ့9နိုင်မှာ my blessed morning 7နိုင်40မှာ my blessed Sunday sermon ပြီးရင်မိနစ်20လောက်နားပြီးရင်7နိုင်မှာမိဘများတမန်တရားစီစဉ်ကျွန်တော်ထုတ်လွှင့်တဲ့4ခုလုံးကဒီနေ့တည့်ထဲမှာကျွန်တော်ရှိနေမှာဖြစ်ပါတယ်လို့ဒါကြောင့်နောက်ထပ်မိနစ်20ကြာပြီးရင်လည်းမိဘများတမန်တရားအစီအစဉ်ကိုအသွေးစားမလားမစားရဘူးလားနော်အိမ်ကြီးစောတော့ပတ်နှစ်ရိုက်တာတို့နော်ဝစီတူတဲ့ခါမှာဒီမြို့ကြီးလို့တော့သူတို့ပွဲတွေပဲတင်တာပေါ့လေပူဇော်ပတ်တာအဲ့ဒါလုတ်တင်လာမလုတ်တင်လာစပြင်အဲ့ဒါတွေမေးထားတော့ကျွန်တော်ဖြေချပေးထားပါတယ်လို့ဒါစောင့်ဆိုင်မိတော့ကြည့်အောင်ရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တွန်းလောင်းပြီးလမ်းပြတော်မူပါစေသောအာမင်